မင်္ဂလာပါခင်ဗျာလာရောင်လင်းကနေပြီးတော့ဒါ decoration ပြန်လုပ်ထားတဲ့အိမ်မှာအရင်တော့အိမ်အဟောင်းပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့ပြင်ဆင်ထားတဲ့အိမ်ဒါအကြီးစားပြန်ပြင်ဆင်ထားတဲ့အိမ်ပေါ့ 90% ပြီးပါပြီလိုက်ခဲ့ပါခင်ဗျနေရာလေးကဘာမှရှိလဲဆိုတော့ဒါကိုမင်းကိုချင်းတိုင်းထဲမှာရှိပါတယ် let's go okay အိမ်ကလုံးဝအိမ်ဆိုတာအကြီးပဲရှေ့မှာလည်းပေးရလေ35ပြီပတ်ချလဲလောက်လွတ်ကြံနေရဲ့ဆိုတော့ဒါဆိုလို့ရှိရင်အထဲမှာဝင်လာမယ်ရှိမယ်ဒါလုံးဝအေကန်အကြီးအနေနဲ့လုံးဝသုံးလို့ရတယ်ဒီမှာ lift လေးပြန်ထည့်ရတယ်အိမ်အဟောင်းလုံးက lift လည်းမပါဘူးကြည့်ထားတာအိမ်ကတအိမ်လုံးကျွေကတ်ထားတာပေါ့နော်အခုကတော့လာရောက်နေရပြန်ပြီးပြင်ထားတဲ့အထဲမှာဒီမင်းတို့တွေ့ရလိမ့်မယ်ဘာလို့တွေ့ရမလဲဆိုတော့ဒီမှာ lift မှာဆိုလို့ရှိရင်လည်းတကားကကျုံးပေါင်ကြီးပြန်ပြီးသုံးလာပြီအဓိကပြောပြချင်တဲ့ highlight ကအလင်းအမောင်နဲ့ color concept ပါအဲ့တော့အလင်းအမောင်နဲ့ color concept ကိုကျွန်တော်တို့ဒီအိမ်လေးကိုရိုက်ကူးရင်းနဲ့ပြပြချင်တာကတော့ဒီ professional advice ကိုနားထောင်နေချင်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းအိမ်ချစ်သူဆိုတဲ့ခါကျတော့ professional တွေကနေပြီးဒီ color concept ကမှိုက်တယ်ဒါနဲ့ဒါနဲ့တွဲဖက်လို့အဆင်ပြေရဆိုရင်အဲ့ဒါလေးကိုနားထောင်လိုက်ပြီးတော့အဆင်ပြေသွားပြီအဲ့ဒါမဟုတ်ပဲကိုကဂျားထဲကနေ color လေးတွေဖောက်ထည့်လိုက်ပြီးဆိုရင်ဒါနည်းရှုပ်တာပေါ့အခုဆိုရှင်းပြီးတော့ very classic it's luxury touch ကိုရပါတယ်ခင်ဗျအဲ့တော့စီလင်းနေမှာဆိုလဲသူ့ရဲ့အလှပါတွေ့ရမယ်နော်အကျိန်ပဲအဲ့တော့ let's go နောက်မှာတစ်ခုရှိသေးတယ်ဝင်ချင်းမှာ space ကိုလုံးဝ utilize လုပ်ထားတာလေးတွေကနော်ဒီမှာတခန်းတွေ့ရမယ်နော်ဒီမှာခန်းကြီးတခန်းရှိမယ် color တွေက the same color အလင်းမောင်ပြီးတော့ ceiling တွေမှာထည့်ရတာတွေနောက်မှာဒီမှာခု bathroom တစ်ခုရှိတာလေးကိုတွေ့ရမယ်သူရဲ့ bathroom မှာသုံးထားတဲ့ကြွေပြားတွေနော်တကယ် luxuryဖြစ်တဲ့ဟာလေးတွေတွေ့ရမယ်။နော်ဒီဘက်အချမ်းမှာဆိုရှင်ဒါဆိုရင်တေချာရဲ this is dining room အဲ့တော့ပေါ်ထက်ကလေးတွားလိုက်ရအောင်ပေါ်တက်ကိုတွားတဲ့ခါမှာလည်းလေကားကိုပြန်လုပ်ထားပြီးတာဒါလူချင်းတွေကိုအိမ်ချစ်သူတွေကျဲဝုန်းနဲ့တွေ့ရမယ်ဒါ second floor ရဲ့common area လေးရှိမယ်အဲ့ရနေမှာပထမဆုံးတစ်ခန်းကိုဝင်လိုက်မယ်ဆိုရင်ဝင်ကမှာပြချင်တာက color concept the same color concept เนาะဒီမှာ hall တစ်ခုရှိမယ် room တစ်ခုအနေနဲ့သုံးလို့ရမယ်ဒီမှာ lift ကနေတက်လာမယ်ဒီမှာ chandelier အသေးလေးထည့်ထားပေးတယ်ဘောင်နေနောက်လျှောက်လုပ်ထားပေးတဲ့ဟာလေးเนาะအပြင်ဘက်ကိုတွားမယ်ဆိုတဲ့အခါမှာလည်းဟို look chic မဖြစ်အောင်เนาะခပ်ပေါ်မဖြစ်အောင်ကားတွေကစားလို့ကျွန်းပေါင်လေးကားလေးနဲ့အဝင်းလေးကိုအေးစီစီတက်ကလေးရှူပြီးတော့ရဟာတွေ့ရမယ်ကဲဒီဘက်အခန်းလေးကိုရင်ဝင်လိုက်မယ်ဒီမှာ master bedroom တစ်ခုရှိတယ်ကြည့်လိုက်ပါအဲ့တော့ executive premium look ကိုတွေ့ရမယ်နော်သူ့ရဲ့ကြောက်ပြားရဲ့ color အလင်းအမှောင်ဝါရဥပမာသုံးထားတဲ့ color မှာလည်းအဲ့လိုပြူးပြဲနေတဲ့ color တွေရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီမျိုးclassic ဖြစ်တဲ့ color အမြင်ကိုတိုက်ရတဲ့မှာပါတယ်ဆိုတော့ recommend ပေးရတာအရမ်းမိုက်ဒီကောင်မှာဆိုလို့ရှိရင်အခုဒီမှာရှိလိုက်ဒါစေးတချက်နည်းနည်းပါပြန်အောက်မှာ floor တွေပါလုတ်ပြီးသွားရင်ပြီးပြီနော်အဲ့တော့ပတ်ဝန်းကျင်ရဲ့အလင်းမောင်အကုန် view ပတ်လဲတွေ့နေရမယ်ရုပ်စွာဆိုဒီဘက်အပြင်မှာထွက်နေတဲ့ balcony မှာခင်းထားတဲ့ကြောက်ပြားရဲ့ color အစတခြား color ဘက်ကိုဖတ်သွားတယ်နော်အဲ့တော့နောက်ဖက်မှာဒီမှာ space အကြီးနဲ့ garden နေရာရှိသေးတယ်နော်ဟုတ်လားဒါ garden လေးကိုရိုက်ပြပေးမယ် enjoy still ဒါ under construction ပဲရှိသေးတယ်နော်ပြီးသွားရင်ဘယ်လောက်လှလဲဆိုတာကိုကျွန်တော်တို့ခံစားလို့ရတယ်ဒီမှာရှိတဲ့တကားလေးတွေလောက်ထားတာအစားနော်မှန်လေးနေတာကဒီချုပ်ကိုင်းအိမ်သားမီးကလုတ်အကုန်လုံး the same concept ပေါ်တက်ကိုသွားပြီဆိုရင်ဒီမှာတက်လာခြင်းမှာဘာကိုတွေ့ရမလဲဆိုတော့ဘောင်ကျွန်းဘောင်လေးတွေ့ရမယ်ကားတွေ့ရမယ်ဒီမှာ master bedroom တစ်ခန်းတစ်သက်ရှိတယ်ဒီမှာ space အကျိန်နဲ့အခန်းတစ်ခန်းရှိတယ် and then ဒီမှာတွေ့ရမယ်နော်ကြည့်လိုက် the same color concept ရန်လာ okay ဆိုရင်ဒီဘက်မှာလည်းနောက်ထပ် master အကျိန်ကြီးကိုတွေ့ရမယ်ဒီချုပ်ခိုင်းအိမ်က bathroom ကိုဝင်တဲ့အဝင်လေးဒီမှာတော့ bathtub ကိုတွေ့ရမယ်ကြည့်လိုက်ပြူးပြဲနေတဲ့ color မရှိဘူး the same color pattern ပဲเนาะဒီမှာဆိုကြည့်လိုက်ဒီဘက်ဆိုတက်ရှင်းရတာတော်များပြီးသွားပြီဆိုတော့ဘယ်တစ်ခုမှ color ဘောင်မကျော်အောင်မျက်လုံးထဲမှာ color တွေက cross မဖြစ်ဘူးပေါ့เนาะဆိုတော့အဲ့ဒါလေးတွေကအရန်ကြိုက်ရပါတယ်ဆိုတော့ဒီမှာကအပြင် outdoor area ဒီဘက်အချမ်းမှာပိတ်ထားတဲ့တကားလေးတွေဟုတ်တယ်ဒါဖျားခန်းအတွက်သုံးလို့ရတဲ့စိတ်လေးတွေနော်ငြိမ်းရတယ်အရန်လာတယ်အဲ့တော့ကျွန်တော်တို့အပေါ်ကနေပြီးတော့ဒီလိုမျိုး
တွဲပြီးတော့ဟိုးနောက်လမ်းရိုက်ပြီးတော့ပြမယ်ဆိုလို့မြင်ရတဲ့ဒီအလင်းမောင်လောက်ထားတဲ့ glass ကြီးကစားတာလေးပေါင်းလေးတွေပုံပါတယ်သူ့ဘာသူကာလာပြီးအပိုင်းဖြစ်ပါတယ်အဲတော့အင်ချစ်သူတွေလိုက်အောင်လေးကိုကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တော့လည်းအခုလိုတကယ်ကိုလှပပြီးခမ်းနားတဲ့အိမ်လေးကိုကျွန်တော်တို့ရိုက်ပေးတော့ပါအောင်မယ်ဒါအဲ့တော့အိမ်ကိုပြန်ပြင်ပါလေဖြစ်ဘလောက်ပဲဟောင်းနေဘယ်လိုပဲဖြစ်ပြန်ပြင်မယ်ဆိုရင်လိုက်အောင်လေးကိုဖုန်းဆက်လိုက်ပါအင်ချစ်သူအားလုံးကျမ်းမာပါပြီးတော့ရှင်ပါစေဘိုင်ဘိုင်